ဒီပါမယ်ခင်ဗျာကျွန်တော်တို့သူရှင်းပြနေတဲ့ပတ်သက်ပြီးတော့ဆရာကြီးကလည်းသွားတဲ့ကိစ္စလေးရှိတဲ့အတွက်ကျွန်တော်နည်းနည်းလေးရှင်းပြပြရစီခင်ဗျာကျွန်တော်တို့သူကကလေးတွေဘယ်သူမှမသိသေးပါဘူးအဲဒီသူ့ကိုကျွန်တော်တို့က QR code ကိုစကန်ဖတ်ပြီးတော့ဆရာကြီးကပညာပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဆရာကြီးကနေပြီးတော့ကျွန်တော်တို့ QR code ကိုရွေးချယ်ပေးပါခင်ဗျာဆရာကြီးမတိုင်းတဲ့စုကိုရွေးချယ်ပေးပါခင်ဗျာဆရာကြီးကဆွေးနွေးစုပေးသေးပါဗျာ54ဘယ်လိုလဲတော့မသိပါဘူးဗျာဆရာကြီးကကိုယ်တင်လာလေးကိုကြောက်ပေးပါခင်ဗျာယူလည်းမသိဘူးအရိယာကိုယ်ပိုင်စံတန်ကြောင့်ဘောဂမျိုး2025-26ပညာသင်နေ့ပရိသတ်ရှင်နေညာအာဇာနည်နေ့လက်တန်းတကပြရောစုပြန်ွက်မာတီကျိုးမှုတွေအဲ့ဒါမှပြပါတယ်မာတီကျိုးမှုတွေအဲ့ဒါမှအရိယာကိုယ်ပိုင်စံတန်ကြောင့်ဘောဂမျိုး2025-26ပညာသင်နေ့ပရိသတ်ရှင်နေညာအာဇာနည်နေ့ဘူလာဒန်းစေအပြာရောစုပြန်ွက်မာတော်တဲ့ဇေလေကောတာရီယာစုဆရာကြီးနဲ့မှတ်တမ်းတွေတက်ပေါ်ရရင်ဖြစ်ပါတယ်ခင်ဗျာဆရာကြီးနဲ့ဆရာတို့များမှတ်တမ်းတွေတက်ပေါ်ရပေးပါခင်ဗျာဆရာကြီးကလက်တော့ဒီပြတာပေါ်ပြီးတော့အောင်ပါဆရာကြီးတို့ဒီကြားကြီးနေပါတယ်ခင်ဗျာ